ခေါင်းစဉ်ကတော့အားနေချင်းမှာဖျားခွန်အားဆိုတဲ့ခေါင်းစဉ်လေးကိုယူဆောင်လာတာဖြစ်တယ်။တဆုံတစ်ခုချအားနေတာမဟုတ်ဘဲနဲ့ယုံကြည်သူတယောက်ရဲ့တက်တာထဲမှာအားနေချင်းဆိုတာမရှိဘူးလို့ဘယ်သူမှမဆိုလို့ဘူးပေါ့နော်။အားနေချင်းကတခါတလေအတက်တာထဲမှာရောက်တက်လာတာဖြစ်တယ်။အချင်းချင်းကိုယ့်ဘက်ကနေယုံကြည်သူတယောက်ရဲ့အနေနဲ့ဘယ်လိုတုံးပြန်ရမလဲဆိုတာကိုဆွေးနွေးကြရအောင်။အကုန်လုံးရင်းနှီးပြတာလည်းဖြစ်တယ်ဘယ်သူရဲ့တက်တာလဲဆိုရင်အဲလိုရရဲ့တက်တာကိုဆွေးနွေးချင်ပါတယ်။ဓမ္မရာယဝင်တတိယဆောင်အခန်းကြီး19အငယ်1ကနေ20ထိဖြစ်တယ်။ဒါပေမဲ့မချောက်ပါနဲ့တူဟောတော့မှာဖြစ်ပါတယ်။ဘုရားလူတွေပြောရအောင်မချောက်နဲ့လို့ပြူလေးနဲ့ပြောရအောင်ဘုရားလူတွေ။ Okay ဆက်လက်ပြီးတော့တွားချရအောင်ဓမ္မရာယဝင်တတိယဆောင်အခန်းကြီး19အငယ်1ကနေ9ထိကိုရေဆုံးဖတ်ပြီးတော့လေ့လာသွားမှာကတော့အငယ်20ထိကိုလေ့လာသွားမှာဖြစ်ပါတယ်။အေလိယပြုသောအမှုနဲ့ prophet အပေါင်းတို့ကိုဓာတ်နဲ့ကွပ်မြစ်သောအမှုကိုအာဟတ်ဒီဇီလဘီလာအကုန်အစဉ်ကြားပြောက်၏ဇီလဘီလာကနေဖြင့်နေစခုအခြေရောက်မှာတင်းအသက်ဒီ true prophet တို့ရဲ့တကယ်တော့ငါမဖြစ်စီလဲငါမဖြစ်စီလဲဖယားများတို့ဒီငါကိုထိုမြတ်မကပြုပါစီလို့ဟုဆိုစီ၏ထိုအခါ area ဒီ6တဖြင့်အသက်ဘီလုတ်အောင်ထပီယန်ယူဒာပီဘီရရှိလာမြို့တို့သွားလေ၏ထိုမြို့တွင်မိမိငယ်သားကိုထားခဲ့၍တောတရတို့ခရီးဆက်လေ၏တရက်ချတရက်ခရီးသွားပြီးလျင်ရှားတပင်အောက်တွင်ထိုင်လက်အိုးထောက်တာဖျားတုံပါပြီဇခုအကျွန်ုပ်အတက်ကိုရုပ်သိမ်းတော်မူပါအကျွန်ုပ်ဘူးပြီးတော့ထက်မြတ်တော်သူမဟုတ်ပါဟုမိမိအသက်တီဖို့ဆုတောင်းလေထိုနောက်သူသည်ထိုရှားပင်အောက်တွင်လဲလျော်၍အိပ်ပျော်သွားလေထိုရှင်ကောင်းကင်တမန်တပါကသူ့ကိုသူ့ပြီးထား၍စာလောဟုဆိုလေထိုကြည့်လိုက်တော့အခါဂေါငင်းနာတွင်ကေတင်တော်မုတ်တစ်ချက်နဲ့ရီဘူးတဘူးကိုတွေ့၏သူသည်စားတော့ပြီးပြန်၍အိပ်ပျော်သွားလေထာဝရဘုရား၏ကောင်းကင်တမန်သည်ဒုတိယအချိန်လာ၍သူကိုသူ့ပြီးလေထား၍စားလို့တင်သွားရမိခရီးကိုဝေးလာ၏ဟုဆို၏ဖတ်သွားတဲ့ဂျမ်ပယာပင်ရောက်ရှိတဲ့ပုံမှာဘုရားရှင်ကောင်းချီးပေးပါစေအေလိယဆိုတဲ့ချိန်မှာအားလုံးကယဉ်နေပြတာလည်းဖြစ်မယ်လို့ယုံကြည်တယ်အေလိယကဘာလဲဆိုရင်သူကprophet ချီတယောက်ဖြစ်တယ် prophet တော်မှာသူကအမတန်ချီမာတော့ prophet တယောက်ဖြစ်တယ်အေလိယဘယ်လောက်တော့ချီမာလဲဆိုရင်အေလိယဟာတခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုမေးတယ်လူတွေကငေါ့ဘယ်လိုပြောလဲငေါ့ဘယ်လိုဆူလို့လဲလို့မေးလိုက်တဲ့ချိန်မှာတပည့်တော်တွေကဘာပြောလဲ prophet တပါမဟုတ်ရင်အေလိယဖြစ်မယ်လို့သူကပြန်ပြောတာဖြစ်တယ်အဲ့လောက်ချစ်တော်အေလိယကနာမည်ချပြီးတော့ prophet တခင်ယေရှုဖြစ်အောင်ယုံကြည်ရလောက်အောင်တကူချီတော့နာမည်ချတော့ prophet တယောက်ဖြစ်တယ်ဘယ်လောက်တော့ဆိုရင်ဓမ္မရာယဝင်တတိယဆောင်အခန်းကြီး16ထဲကိုနောက်ပြန်လဲမယ်ဆိုရင်အထဲမှာဗာပြောလဲဆိုရင်အေလိယကဘယ်လောက်ချစ်တော်ဘုရားသခင်ရဲ့အသုံးတော်ခံမှုကိုသူခံရလဲဘုရားသခင်ရဲ့ဗိတ်သိက်ချင်းဘုရားသခင်ထာမလာတဲ့နမိတ်လက္ခဏာတွေတွေ့အသက်တာအဖြစ်လိုမြောက်များစွာတွေကမြင်ရတာဖြစ်တယ်တခါမှဒီမိချီပေါ်မှာလောကမှာတခါမှမူးမစွာတီးတော်ညာလဲပဲသူရဲ့ဆုတောင်းချက်အဖြစ်မူးစွာလာတယ်ပြီးတော့သူကနောက်တနေ့ရောက်တော့အခါသူဟာအစာကောင်းပါချင်းရောက်လာတဲ့ချိန်မှာသူ့ကိုဘုရားသခင်ကချီအားဖြင့်ချွေးမွေးတာဖြစ်တယ်လူမျိုးများစုတွေကအစာကောင်းပါချင်းအစာစားရမယ့်အစာမရှိဘူးဒုက္ခရောက်နေတဲ့ချိန်တော်မှာဘုရားသခင်ကအေလိယကိုချီအားဖြင့်အစာချွေးတာဖြစ်တယ်အာမင်ဘယ်လောက်ကြည့်တော့အေလိယရဲ့တက်တာထဲမှာဘုရားသခင်ရဲ့အမှုပြုခြင်းဘုရားသခင်ရဲ့အတူပါရှိခြင်းဘုရားသခင်ရဲ့လမ်းပြပူဆောင်မှုကိုသူခံစားရလဲဆိုရင်ဒီချမ်ပယာအကုန်လုံးကိုဆင်ပြသွားတာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့တက်တာထဲမှာစုံစမ်းနောက်ဆက်ခြင်းဝင်လာတဲ့ချိန်မှာစာတန်ကသူ့ရဲ့တက်တာထဲမှာအနုလက္ခဏာတမန်တရားနဲ့မတူတဲ့အနုလက္ခဏာကိုသူစာတန်ကအလုတ်ဆလို့တဲ့ချိန်မှာအဲ့လောက်ချီတော့အားချီတဲ့အေလိယကဘာဖြစ်သွားလဲဆိုရင်အရင်အားငယ်သွားတာဖြစ်တယ်အငယ်တင်းနဲ့ခဏတော့ငါဖတ်သွားတဲ့ဂျမ်ပိုက်ထဲမှာပါပြောလဲဆိုရင်အေလိယပြုတ်တော့အမှုနဲ့ prophet အပေါင်းတို့ကိုဓာတ်နဲ့ကွက်မြစ်တော့အမှုကိုအာဟတ်ဒီဇီလဘီလာတော့အကုန်အစင်ချပြောက်ဤတဲ့
ตอนนี้ตูเนี่ยเปียไปพินนี่เด้ตูตะไลเด้โปรเฟตดุยจังอามิวตะมีเตียวกะตุกูตูเยสิงคันด้วยกูลบปีดอตอนนี้ตินตะไลเด้โปรเฟตแกตูติกูงามาตะแคบุสุนมันได้เพียนดีจังงานนี่กูมาตะแคบุสุนงากูกวยได้พยากางากูดีได้มาทานเนสูบีเจงสูบีตูกูเปียวราพิเดเอสกาเอเรียกะจ้าเลยเด้จังมาตูกะบาพิเลเจ้าเด้เด้อังเงนี่มาเจ้าตะพินเด้เบียลูดิเปียวยาอังเจ้าตะพินบาโลเลสุนซาตานเยสงสันเอาเสียจินตุเยเตถาเทมาเวลาได้เชงมาตูกะเจ้าเด้เด้เอตาลูเบไม่สุเยเตตาเทมาเบลาเบยงชีตูพินนี่บาสิเบลาเบพยาตะเคนในจินนินจอยวันตนี่บาสิซาตานเยโลสองเชติเยเตตาเทมาชินีเดสุยนตินอาเนลาลิงเมตินเจ้าอินเจ้าตาลาลิงเมดอพยาตะเคนกูอเมปิวปิดอพยาตะเคนนี่เสตัวผู้อาลงกูตดีปิวสิจินเดซาตานก็ตูอัตตาเทมาเบลาที่รองอโลกเลยสุนตูก็อายินดงก็บ่เนาะตัวบาพิเลสุนบาลาโปรเฟตด้วยเนี่ยเอเลียเปียนี่เด็ดเชงเจนไปอันเงอาคารจิสคนชิพัมเมสุนบาลาโปรเฟตด้วยเนี่ยเอเลียก็ยัดตันยมาอเปียพิลาดิบาเปียเลสุนจิปเลมโปมามีจาลาผู้สุตองเมตุยเปียเบดุยก็อายาลีอ่างงายาลาวชีเดดาเมโปรเฟตเอเลียก็ตุยาวเทโปรเฟตเอเลียก็ตุบลูตุโดกุเบเลส่งเบลูเซงโคเลสุนนินโดกูกวยเดพยาตะเคนสิมาสุตองดีฮิปเลมโปมามีเจ้าผู้ยันนินโดสุตองสุบีตัวก็เชงโคไลดาตูยันตูดูเล็กแกสุตองยาองสุบีลีอ่างงายาโจลาวกะตะเกเบอายาปายาเมจิจาเดจิช่วยดูดองมาช่วยยาองตัวสุตองเดดาเมจิปเลมปอมามีกันมาชาบูดาบิเมเอเลียก็ตะขาเบสุตองเดเอเลียตะขาสุตองเดสุตองจริงก็ชาวรับพยานางยังเดอาเมนตูสุตองไล่เดจังมาฮิปเลมปอมามีจาลาปิโดตะเกเบจีดุยพี่ลงว่ามีมาตั้งยาเล่าอ่องพยาตะเคยันนำเมลขนามินตุยาโดเอเลียพิเดดาบิเมขนาดงอ่ะเปียวตลุอังเงต้องมาชิเมสุนตูก็เจ้าเดอามิวตมีแต่ยาวิสกาเปียวตันตูชาไลเดเชงมาตะเกเบชิมบยินดุยเปียวรามโฮบุพยาตะเข็มเปียวรามโฮเบเนอามิวตมีแต่ยาวิสกากูชาตูชาไลเดเชงมาตัวเจ้าตัวเดซาตานเยตีเยติตาเทมาอโลไลบีสุยทิงกูเบกานิเบลูตงเปียยามเลสุราอากงลงอาเซนเตชูติมปินสิยาอากงลงกับโมจอผู้ไม่เทมาเรยงโมอากงลงอาจอผู้มาผิดเดยงโมอเมียที่เทมากูว่าโซราไม่กินกูเนลิเทไลอากงลงอาบาผิดเลยปวดตัวเรเนาะปวดตัวเรเอ็มโมก็ติลิผิดดาดงมาชีพอเรเอตลูเบซาตังก็จุนโดเวติตาเทมันนีอาจูเดเชงมาอดีเงผิดตัวเงาเลยเบปวดอังตุโลตัดเดซาตันผิดเดดาเมตีตูอโลดากูติมเบกานีค่อยมาพิวพอยีชีเดอาเมนอารมณ์ดีเงี้ยมาพยาตะเคนสกาเปียวเมยงชีบาเรแต่มีดีแต่ยาหอผู้สุต้องได้เจงมาดีจำไปอยู่ยาลาดาพิเดแต่มีนัทองเชชิสตะคนเจ้าจันสาจังตะดงอ่ะเป็นเราที่ดองคิดแค่เลยสวีนงูยี่ที่คิดแค่ทรงแต่มีตัวพิเดเอจังมาเป็นเราดองคิดแค่เลยสวีนมันได้เพียงญานี่นายเราสวยยูนิฟอร์มวัดผู้ยูนิฟอร์มโชผู้กูไตตัวตายามาเซตโจใส่มากูไตตัวตายามาแต่เมื่อตมีสมาไปสารเปสามาชิวยูนิฟอร์มวัดผู้จะโดนเบลาเลยสวยนักตองแต่เมื่อเชงมาตมีเล็ดเทมาแต่เปียมาชิวสูบุตัวชีเดสูบุจะชีโดท้องชียังอาเสชีเดแต่เมื่อปียมากันนักตองเอจังมาตมียาอ่างเงราพิเดเบลาที่เราอ่างเงเลยสินตุมียดุยตั้งเงจินดุยเอ็งจีไตผู้กูไตเนี่ยเอ็งจีโชยามาสุดดีไซน์นาซีกูไตผู้เอ็งกูเว็บผู้เอ็งจีกูตัวไตจ่าเดดาเมตมีมาตัวผู้จ่าโดเลยไปสามชีเดอเปียนเตปีโดมาตัวเยวดาเมงานนี่ดิวเซมปีนั้นเนี่ยตมีพยาจางโปเตปีโดตมีสุตองเดดาเมสุอเมียมาตองโบอาซากูอาซาปิวปีเดพยากาอะไรอาสงที่ยองตาวันจูปีเมพยาพิเดสุบิตมีเอตชับเอสุตองเด
ဘယ်လောက်ထိတော့ဖျားသခင်ကတည်းရဲ့ယုံကြည်ခြင်းပေါ်မှာအလုံးတဲ့ဆိုရင်သမီးဘယ်လိုမှမထင်မှတ်တဲ့နေရာကနေဖုန်းတစ်လုံးဝင်လာတယ်အဲ့တော့ငါသမီးတို့ဆိုရင်ဘယ်လိုလဲဆိုရင်ဖုန်းက Monday to Friday ဖုန်းတင်ရတာဖြစ်တယ်ဒါပေမဲ့ Friday နေ့ကdevotion ပြတာနဲ့ဖုန်းဝင်လာတယ်အဲ့လိုတော့အကုန်လုံးသမီးတို့ဇွာလိုတွေတိမယ်စနေရန်ကုန်ကနေသားဆရာဖုန်းဝင်လာတယ်ဖုန်းဝင်လာတော့နိုင်ငံခြားကနေထောက်ပံ့ပြဖို့ကျန်းစာကြံတဲ့လက်သူကိုထောက်ပံ့ပြဖို့ဆရာမသမီးရဲ့နာမည်ကိုထည့်ပေးလိုက်တယ်ဆိုပြီးရမို့ဖို့ရဖို့ရှိတယ်ပေါ့ဒီတရင်ချလိုက်တဲ့ချိန်မှာသမီးကဘယ်လောက်ဝမ်းသာလဲဘယ်လောက်တော့ပြောလဲအိုးဖျားသခင်တကယ်ရှိတာပဲကျွန်တော်ကိုခွဲတဲ့ဖျားသခင်ကကျွန်တော်နဲ့အတူရှိတာပဲဆိုပြီးအယံဝမ်းသာပီတိဖြစ်တယ်အဲ့တလူပဲ area ကသူစုတုံးချက်ကိုသူရလိုက်တဲ့ချိန်မှာအယံပဲသူဝမ်းသာပီတိဖြစ်မှာဖြစ်တယ်ဘယ်လောက်ပဲသူငါကျွန်တော်ကိုခွဲတဲ့ဖျားကျွန်တော်နဲ့အတူပါရှိတယ်အသက်ရှင်တော့ဖျားသခင်ဖြစ်တယ်ကျွန်တော်ရဲ့ဟိတန်ကိုငားညောင်းတော့ဖျားဖြစ်တယ်သူကိုရဲ့ရန်သူတွေ400 500ကျော်ရှိတော်ညာလဲပဲတယောက်တည်းရဲ့စုတော်ချင်းကိုနားညောင်းတဲ့ဖျားဟာဒီနေ့တင်နေကျွန်တော်ကိုယ်ကိုယ်တဲ့ဖျားဖြစ်တယ်အာမင်ဒါပဲခဏတော့ပြောသွားတဲ့အရာပဲအငယ်3ကိုကြောက်လက်တဲ့ချိန်မှာသူကြောက်သွားတဲ့အတွက်ကြောင့် area ကဘာဖြစ်သွားလဲဆိုရင်ထွက်ပြီးသွားတယ်တဲ့စဉ်းစားကြည့်ဖျားတခင်ရဲ့ယုံကြည်သူတယောက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဖျားတခင်နဲ့အတူသွားလာတဲ့နောက်ပိုင်းမှာစုံစမ်းခြင်းဆိုတာမရှိဘူးလို့မဆိုလို့ဘယ်သူမှယုံကြည်သူတယောက်ဖြစ်ပြီးနောက်ပိုင်းမှာစုံစမ်းခြင်းမခံရဘူးလို့ရှိတဲ့သူကိုမယုံနဲ့စာတန်ကတင်းကိုမစုံစမ်းဘူးတင်းကစာတန်ကတင်းကိုရှုံးပြီးဆိုရင်တင်းကယုံကြည်သူစုံစမ်းစရာကောင်းလောက်အောင်ယုံကြည်သူကောင်းတောင်မဖြစ်ဘူးစင်ခေါ်ခြင်းနဲ့အေလီယာကကြောက်တယ်တဲ့ဖျားသခင်သူ့ကိုတကယ်ပဲအတူပါရှိတော်ညာလည်းပဲသူကကြောက်တယ်သူကြောက်တာတော့မခဏတုန်းကပြောတော့တယ်အမျိုးသမီးတယောက်ရဲ့စကားပြောတာအဖြစ်သူကြောက်တာသူထွက်ပြီးသွားတယ်ထွက်ပြီးယုံတာမဟုတ်ပဲသူဘာပြောလဲဆိုရင်သူရဲ့ချွန်ကိုသူနဲ့အတူအမဲရရှိနေတဲ့ချွန်ကိုဘာဖြစ်လဲထားခဲ့တယ်တဲ့သူတယောက်ထဲပဲထွက်ပြီးသွားတာစုံစမ်းခြင်းတင်းရဲ့တက်တာထဲမှာဝင်လာပြီးဆိုရင်ဘာပါလာတလဲဆိုရင်ဘယ်သူမှနဲ့ပေါင်းဖော်ချင်မလို့ချင်တဲ့အတွေ့ဘယ်သူမှနဲ့စကားမပြောချင်တဲ့အတွေ့ကိုတယောက်တည်းအေးစင်းနေပါစေကိုတယောက်တည်းဘယ်သူမှလာမခေါ်လဲရတယ်ဆိုတဲ့အတွေ့ကတကယ်ပဲဒီအတွေ့ထဲမှာစာတန်ရဲ့အဲ့ဒီအတွေ့ဝင်လာပြီးဆိုရင်တင်တတိယထားရမှာကပါလေစာတန်ရဲ့လှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတဲ့အတွေ့ကိုဘက်ကနေစဉ်းစားရမှာဖြစ်တယ်အငယ်လေးကိုဆက်သွားရအောင်သူကိုယ်တိုင်ဒီတော့တနည်းခရီးသွားပြီးလဲရတပင်အောက်တော့ရောက်ရွေးထိုင်လေထိုအခါကိုအသက်တည်ရမည်အကြောင်းဆုတောင်းလက်အိုးထာဝရဖျားကြခုတန်ပါ၏အကျွန်ုပ်အသက်ကိုတင်းယူတော်မူပါအကျွန်ုပ်ဒီဘူးပြီးတော့ထက်တာ၍မကောင်းပါဟုမင်းသားလေတဲ့ဒီချမ်ပိုက်ကိုချိမယ်ဆိုရင်အေလီယာကဘယ်လောက်ထိတော့သူအားငယ်ပြီးတော့ဘယ်လောက်ထိတော့စိတ်ပြက်လဲဆိုရင်သူကတီးဖို့တော့မှသူကဆုတောင်းလာတာဖြစ်တယ်သူရဲ့အတွင်းနှလုံးသားထဲမှာစာတန်ရဲ့နေရာယူကြည့်စလာတဲ့ချိန်မှာသူရဲ့ဆုတောင်းခြင်းမာယူလာတယ်ပြီးတော့ဆုတောင်းခြင်းမာယွန်းတာမဟုတ်ဘဲနဲ့ဗာပြောလဲဆိုရင်ဘူးပြီးတော့ထဲငါအမကောင်းဘူးတဲ့စဉ်းစားကြည့်ပါမိတ်ဆွေတက်တာထဲမှာကျမရဲ့တက်တာထဲမှာတကယ်ပဲတခုကဘုရားသခင်နဲ့ချီရှာလာပြီးဆိုရင်ကိုဘက်ကနေအားငယ်တာငါတငယ်ချလောက်မကောင်းဘူးသူထက်ငါမတော်တာသူထက်ငါမတတ်မတတ်တာသူလုံးမဒီအလောကလာသွားမယ်ဒီသူပါဝဲမဖြစ်မယ်ဆိုတဲ့အတွေ့ကစာသားရဲ့အလုပ်ဖြစ်တယ်တင်းကိုစားခေါ်တဲ့ဖျားသခင်ကအလေအဆုံးထိတောင်တာဝန်ယူပေးတဲ့ဖျားဖြစ်တယ်အာမင်တင်းကိုအစာပြုပြီးတဲ့ဖျားသခင်ဟာအဆုံးထိတောင်တာဝန်ယူမဲ့ဖျားဖြစ်တယ်အေလီယာကဘယ်လောက်ထိတောင်သူကြောက်လဲဆိုရင်သူရဲ့တက်တီဖို့တောင်သူဆုတောင်းတယ်တဲ့တာလာပါပြီကျွန်တော်ကိုအသက်ယူပါတဲ့ဘုရားသခင်စီမှာဒီမှာရှိတဲ့သူအားလုံးကိုအသက်တည်ဖို့ဆုတောင်းမယ်လို့တော့မယုံကြည်ဘူးတော့ညာလဲပြီးအေလီယာကစုံစမ်းနှောက်ချက်ချင်းဝင်လာတဲ့ချိန်မှာသူအသက်တည်ဖို့တော့ဆုတောင်းတယ်တဲ့ခဏတော့ကပြောတော့တယ်လို့သူကိုဘုရားသခင်အတူပါရှိခြင်းကိုဘယ်လောက်ထိတောင်ခံစားရတဲ့လူတွေကအိုးသူကိုကိုယ်တဲ့ဘုရားသခင်ကအသက်ရှင်တဲ့ဘုရားဘယ်လောက်ထိတောင်လူတွေသူ့ကို
အားကိုရှာဖြစ်မလဲသူ့ကိုအားကြတော့ညာလဲပဲသူ့ရဲ့တစ်တာထဲမှာအားနေချစ်ဆိုတာရှိတယ်အဲ့တလူပဲယုံကြည်သူတည်းရဲ့တစ်တာထဲမှာကိုကဘယ်လောက်ထိသူများထက်တောင်တာနေပါစေသူများအမိမှာကိုကဖြစ်နေပါစေစုံစမ်းနှောက်ယှက်ချင်းဝင်လာတဲ့ချိန်မှာကိုကငါမတတ်နိုင်ဘူးမဖြစ်နိုင်ဘူးငါမဖြစ်လေဒီငါမရှိလေဒီအလုပ်ဖြစ်တယ်ဆိုတဲ့အသွေးကဝင်လာတတ်တာဖြစ်တယ်အဲ့ချိန်ကျနှုတ်ကပတ်တော်ဖျားသခင်နဲ့စကားပြောပြီးတော့နှုတ်ကပတ်တော်ကပါပြောလေနှုတ်ကပတ်တော်ကကိုယ်ပါဖြစ်စီခြင်းလဲဆိုတာနှုတ်ကပတ်တော်ထဲမှာပြန်သွားဖို့အလုံးကိုတိုက်တွန်းချင်ပါတယ်အေလိယတာဖြစ်မယ်ဆိုရင်စဉ်းစားကြည့်ကိုယ့်ရဲ့တက်တာထဲမှာကိုယ်အေလိယတာဖြစ်မယ်ဆိုရင်အဲ့ကျင်ဟာဘယ်သူမှနဲ့စကားပြောချင်မှာမဟုတ်ဘယ်သူကကိုခေါ်လိုက်ချင်မှာမဟုတ်ဒါမဲ့တင်ဘယ်သူမှနဲ့စကားမပြောချင်တဲ့ချိန်တင်ဘယ်လောက်ပဲဝမ်းနေနေတဲ့ချိန်တင်ဘယ်လောက်ပဲအားငယ်နေတဲ့ချိန်တင်ကိုအမေအားစကားပြောချင်တဲ့ထူဖြာဖြစ်တယ်တီအားငယ်နေတဲ့ချိန်မှာလူတွေရတော့တင်ကောင်းစားနေတဲ့ချိန်တင်နာမည်ချင်းနေတဲ့ချိန်တင်ဘဝထဲမှာမျိုးလင်းစရာဖြစ်နေတဲ့ချိန်မှာတင်ကိုအားပေးချမယ့်သူတွေဖြစ်တယ်တို့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သခင်ဟာအဲ့လိုမဟုတ်ဘဲနဲ့လူတွေနဲ့ပြောင်းပြန်ဖြစ်နေတယ်အာမင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သခင်ကိုအားငယ်နေတဲ့ချိန်မှာသူကိုခေါ်လိုက်ကိုဘလောက်ကိုအားငယ်နေတဲ့ချိန်ကိုဘလောက်ပဲဆုတောင်းဖို့တော့ခက်ခဲနေတဲ့ချိန်စူးစမ်းပြီးဆုတောင်းကြည့်ဒီယေရှုတောင်းချက်တင်မရဘူးဆိုရင်တရားမှာစစ်ရှယ်လောက်တော့တင်ရမှာယုံကြည်တယ်အဲ့တော့သမီးရဲ့လက်တွေ့လည်းဖြစ်တယ်အားလုံးကိုလည်းတိုက်တွန်းခြင်းတယ်အငယ်ငါကိုရောက်သွားတဲ့ချိန်မှာထိုအခါကောင်းကင်တမန်ကထ၍စားလို့ဟုသူ့လက်ဆို၏တဲ့အေလိယကရေတပင်အောက်မှာသူအိတ်နေတဲ့ချိန်မှာသူကအရန်အားငယ်နေတဲ့ချိန်ဖြစ်တယ်သူ့တော်ညာလည်းပဲသူ့ကိုအားပေးဖို့ရန်ကောင်းကင်တမန်တွေ့နာမှာရောက်လာတာဖြစ်တယ်အာမင်ကောင်းကင်တမန်တွေ့နာရောက်လာတဲ့ချိန်မှာသူစားရမယ့်အစာကိုသူရှာမလို့သူပူပင်ရှာမလို့ဖျားသခင်ကအချိန်မီသူ့အနာမှာပို့ပြီးတော့သူ့ရဲ့လူအင်ဆန္ဒတွေတည်တဲ့ဖျားသခင်ဖြစ်တယ်အာမင်တည်တဲ့တာထဲမှာဖျားသခင်နဲ့အတူရှိလာပြီဆိုရင်ဘယ်လောက်ပဲအားငယ်နေပါစေအကောင်းဆုံးဖြစ်အောင်စီစဉ်ပြီးတဲ့ဖျားဖြစ်တယ်ဆိုတာဒီညမှာအတိတ်တဖန်ခွန်အားပေးခြင်းနဲ့အငယ်ကြောက်ကိုဆက်လက်သွားရအောင်အေလိယဒီမြောက်ချိတော့အခါမုတ်မီးနဲ့မုတ်တော့မုတ်ဖျားနဲ့ဂေါင်းရင်း၌ရီဘူးရှိဒီကိုမြင်လက်စားတော့ပြီးမှတဖန်အိပ်ပြောင်ဤတဲ့အေလိယတော့ထဲမှာအိပ်နေတဲ့ချိန်မှာမုတ်ကဘယ်ကနေချလာလဲဆိုတာ तू မသိဘူးဒါပေမဲ့ तू ဂေါင်းရင်းနားမှာရီဘူးရှိတာလေ तू မသိဘူးဒါပေမဲ့ तू တန်ရှင်တို့ဟင်းတော့ကသူ့ကိုနူးပြီးတော့ပြောလိုက်တဲ့ချိန်မှာ तू လက်ချိလိုက်တော့မုတ်နဲ့ရီဘူးကိုတွေ့ရတာဖြစ်တယ်အာမင်ဖျားသခင်ရဲ့သူပါရှိခြင်းဖျားသခင်ဘယ်လောက်ပဲသူအားငယ်နေပါစေဖျားသခင်ကသူ့ကိုမထားခဲ့ဘူးလို့တမီးဆိုချင်တာဖြစ်တယ်ဘယ်လောက်ပဲသူဘက်ကနေအားငယ်နေပါစေဘယ်လောက်ပဲသူထွက်ပြီးနေပါစေဖျားသခင်ကအေလိယကိုမထားခဲ့ဘူးဒီညမှာတည့်ရဲ့တက်တာထဲမှာအားငယ်နေတဲ့ချိန်ဖြစ်တော်ညာလည်းပဲတင်းနာမှာသခင်ယေရှုရှိတယ်ဆိုတာသတိထားရအောင်ဘယ်သူမှနဲ့စကားမပြောချင်တော်ညာလည်းပဲအိုးကျွန်တော်နဲ့အတူရှိတဲ့တယောက်ရှိတယ်အဲ့ဒါကျွန်တော်ကိုယ်ကိုယ်တဲ့ဖျားသခင်ဖြစ်တယ်ဆိုပြီးကျွန်တော်ယုံကြည်ရအောင်သူ့ကိုခေါ်ရအောင်အဖော်ဖြူရအောင်တင်းခေါ်ရင်တင်းရဲ့တက်တာထဲမှာနေရာယူမဲ့ဖျားသခင်ကကျွန်တော်ကိုယ်ကိုယ်တဲ့ဖျားဖြစ်တယ်အငယ်ခုနှစ်ကိုဆက်လက်သွားရအောင်ထာဝရဘုရားကောင်းကင်တမန်ဒီဒုတိယအချိန်လာ၍သူ့ကိုသူလက်သွားရမိခရင်အလွန်ရှိသောကြောင့်ထ၍စားလို့ဟုဆိုရကားတဲ့သူဒုတိယအချိန်အိပ်ပျော်ပြီးဖျားသခင်ကအလုံးလုံးတဲ့ချိန်မှာတခါပဲအလုံးလုံးတဲ့ဖျားမဟုတ်ဒီနေရာမှာဒီကျမ်းပရာဖင်ပါပြောလဲဆိုရင်ဒုတိယအချိန်ကောင်းကင်တမန်ရောက်လာတဲ့ချိန်မှာတဲ့ဖျားသခင်ကသူအားငယ်တဲ့ချိန်မှာအေလိယပေါ်မှာဒုတိယအချိန်တဲ့နှခါအတူပါရှိတဲ့ဖျားဖြစ်တယ်ဒုတိယအချိန်ကောင်းကင်တမန်ရောက်လာပြီးတော့ခရီးသွားမဲ့အရာကိုဝီးတယ်တဲ့အေလိယခရီးသွားရမှာဘယ်လောက်ဝီးလဲဘယ်လောက်မိုင်ပေါင်းရှိလဲဆိုတာဖျားသခင်သိတယ်အာမင်ကိုယ့်ရဲ့တက်တာထဲမှာကိုဘယ်လောက်ထိရှောက်ရမလဲကိုယ့်ရဲ့ယုံကြည်ခြင်းကပါလဲကိုယ့်ရဲ့ရည်မှန်းချက်ကပါလဲဆိုတာဘုရားသခင်သိတယ်အဲ့ဒီအတွက်ကြောင့်ဒီရှောက်လိုက်နေရတဲ့ကိုကျူးစားနေတဲ့အတွက်မှာဘယ်လောက်ပဲခက်ခဲနေပါစေအဆုံးတရောင်တာဝန်ယူပြီးမဖျားဖြစ်တယ်ဆိုတာဒီညမှာခွန်အားပေးခြင်းနဲ့အငယ်စိတ်ကိုဆက်လက်ပြီးတော့တွားရအောင်အေလိယဒီထား၍စားတော့ပြန်ဤထိုအခါအာဟာရကိုအမိပြုလက်အရက်40ခရီးတွား၍ဖျားသခင်နဲ့ဆိုင်တော့
ဟောရက်တောင်သူရောက်လေတဲ့အေလီယာဘလောက်ပဲအားငယ်တော့ညာလဲပဲဖျားတခေရဲ့အတူပါရှိချင်းကြအရက်40တိတူခရီးသွားနိုင်တာဖြစ်တယ်အာမင်သူခရီးသွားရမယ့်အောက်ရက်ကသူကဒီလိုစဉ်းစားလိုက်စဉ်းစားရက်နဲ့သူခမှန်းချင်းခမှန်းနဲ့မခမှန်းလည်းမခမှန်းဘူးဒါပေမဲ့ဖျားတခေကရက်40တိဖန်ပိုးတဲ့သူဖျားရှင်ဖြစ်တယ်အာမင်ရက်40တိသူကိုတွားနိုင်ဖို့ရသူကခရီးဆက်ဖို့ရသူကိုခွန်အားပေးတဲ့ဖျားကကျွန်တော်တင်းတင်းကျွန်တော်ကိုကြွယ်တဲ့ဖျားသခင်ဖြစ်တယ်ယာကုပ်အတိတ်အလုံးသိပြီးပြီထင်တယ်ယာကုပ်ကသူ့ရဲ့အကူနဲ့သူ့အကူတပ်ဖို့ရတော့ထဲသူရောက်လာတဲ့ချိန်မှာသူ့အကူလည်းလို့သူတော့ထဲရောက်လာတဲ့ချိန်မှာဘာဖြစ်လဲဆိုရင်ဖျားသခင်ကကဲလူမိုက်တင်ကဒီအကူလည်းလို့တင်ခါရတဲ့အပိခံပါစီလို့ဖျားတခင်ကမပြောယာကုပ်ချမဘာပြောလဲဆိုရင်တင်အခုဘာဖြစ်နေတာလဲတဲ့ဖျားတခင်ကမီးတာဖြစ်တယ်ဒီညမှာကူတဲ့တော့မှဘာဖြစ်မှန်းဘာဖြစ်နေမှမသိတဲ့အားငယ်ချင်းဖြစ်လာတဲ့ချိန်မှာဖျားတင်ခါကိုရင်ခွင်းထက်ကနေထွက်လာတဲ့စကားကိုချားခြင်းတဲ့ဖျားဖြစ်တယ်ယာကုပ်ပေါ်မှာဖြစ်တဲ့ပြဿနာယာကုပ်ကြုံနေရတဲ့ဒုက္ခပြဿနာထွက်ပြီးအကူတရားမဲ့ဒုက္ခကိုသူထွက်ပြီးတဲ့ပြဿနာကဘုရားသခင်မသိလို့မဟုတ်နော်ဒါမဲ့ဘုရားသခင်ကပါလဲဆိုရင်မိတာဖြစ်တယ်သူကိုယာကုပ်တဲ့သူ့နာမည်နဲ့ခေါ်ပြီးတော့ယာကုပ်ကိုစကားပြောတာဖြစ်တယ်ဒီညမှာအားလုံးကိုစင်ခေါ်တယ်ကိုနာမည်နဲ့ခေါ်တဲ့ဘုရားသခင်နဲ့ကိုကဘယ်လောက်ထိဂျင်းနှင်းချွေရင်ပြီးတော့သူ့ကိုဖိတ်ခေါ်တယ်ဘယ်သူမှနဲ့တော့ယုံကြည်စုံစမ်းနှောက်ချက်ချင်းနဲ့မကင်းဘူးလို့တမီးမဆိုလို့ချင်ဘူးတမီးဆိုလဲစုံစမ်းနှောက်ချက်ချင်းနဲ့တကယ်ပဲကြုံနေရတာဖြစ်တယ်တို့တော့လေကိုကပြန်ထနိုင်ဖို့ရန်ကိုဘက်ကနေချူစားရမှာဖြစ်တယ်ကိုပြီးမှရှိတဲ့သခင်ယေရှုကကိုအလေအဆုံးတိတောင်တာဝန်ယူပြီးမဖြစ်အဖြစ်ချောင်းကိုယုံကြည်ပြီးစလိုက်တဲ့ချိန်မှာအဆုံးတိတောင်တာဝန်ယူပြီးပဲသူဖျားရှင်ဖြစ်တယ်ဟာလေလုယာအငယ်ခုနှစ်အငယ်80ကိုဖတ်ခြင်းတဲ့တို့ရတွင်ယောဘရှိနှဒူးထောက်ခြင်းနန်းချင်းမပြုသောသူအပေါင်းတီးဟုသောဣတိရမျိုး9000တို့ကိုငါအဖို့ငါကြံကြွေးပြီးဟိုမင်းတော်မူ၏တဲ့ area ကသူခန်းစားချက်နဲ့သူနေတဲ့ချိန်မှာသူထင်တာကတော့ prophet တွေမတတ်တာငါရဲ့ပြိုင်ဘက်တွေမတတ်တာငါတယောက်တည်းကြံရစ်တဲ့သူကငါတယောက်တည်းဖြစ်မယ်လို့သူထင်ထားတာဒါမဲ့ဘုရားသခင်ကပါပြောလေအငယ်78ထဲမှာဘာရဖျားရှိ၌ဒူးထောက်ခြင်းမပြုတ်ပဲနန်းခြင်းမပြုတ်တဲ့သူအထောင်9000တဲ့ဒန်ဂျီ area ကသူကတကယ်လို့သူသွားလာနေတဲ့ချိန်မှာသူတယောက်တည်းပဲကြံရစ်မယ်။အိုးနောက်မှာတငယ်ချင်းတွေကအကုန်လုံးတက်ခံရလောက်ပြီ။ကိုတယောက်တည်းပဲလွတ်လာတယ်လို့ထင်တဲ့ချိန်မှာဒါမဲ့ဖျားသခင်ကသူနဲ့ပေါင်းဖော်ဖို့ရန်သူတငယ်ချင်းတွေ9000တောင်ထားပြီးတဲ့သူဖျားဖြစ်တယ်အငယ်19နဲ့20ထိုအယမ area ဒီတွားပြီးလေနွားငါရင်နဲ့လေထိုလဲနောက်ဆုံးနွားရင်၌ကိုယ်တိုင်လိုက်တော့ရှာပီတာเอริชาကိုတွေ့၍အနား၌ရှောက်ရှင်တွေမိမိဝလုံကိုသူ့အပေါ်မှာတည်လေ၏เอริชาဒီနွားတို့ကိုပစ်ထား၍ area နောက်တုတ်လိုက်လေအကျွန်ုပ်ဒီမိဘကိုနမ်းပရစီတုတ်ပြူမကိုတော့နောက်တုတ်လိုက်ပါမည်ဟုအခွင်းတောင်းလေ area ကပြန်သွားလို့ငါဒီတင်၌အဘယ်တုတ်ပြူတနေဟုဆိုတော့ area စီဒီပြန်သွားတော့တန်ဆာနဲ့ဖြစ်၍လူများတို့အားချွေးလေ၏တုတ်ပြီးမှထား၍ area နောက်တုတ်လိုက်လေလက်ထောက်ဖြစ်လေ၏တဲ့ဒီကျမ်းပရပါပြောတော့လေဆိုရင်အေလီယာကသူဖျားတခင်နဲ့စီစစ်ပြီးသွားတဲ့ချိန်မှာဖျားတခင်ကတွတ်ဘယ်လောက်ထိတော့အကောင်းဆုံးပင်စင်ပြလဲဆိုရင်သူနဲ့ပေါင်းဖော်ဖို့ရအရာ9000ထားပြီးတဲ့ဖျားဖြစ်တယ်လို့နောက်ဆုံးမှာချွန်ကူထားခဲ့တဲ့အစင်ဖြစ်တော်လဲပဲသူ့ကိုလက်ထောက်တယောက်ပြန်ပြီးတာဖြစ်တယ်အာမင်သူရဲ့ဥစ္စာဖြစ်စီတွေသူပြန်ထားခဲ့ပြီးသူထွက်ပြီးတော်ညာလဲပဲအဆုံးမှာဖျားတခင်ကသူ့အသက်လက်ထောက်သူပဲတော့ပဲလာသူရဲ့ဖြစ်စီတွေသူရဲ့ဥစ္စာတွေကိုက်ဆောင်ပြီးဖို့ရလက်ထောက်အသက်တယောက်ကိုပြန်ပြီးတာဖြစ်တယ်ဒီအသက်တာထဲမှာဒီညမှာတမီးဘာပြောချင်လဲဆိုရင်ယုံကြည်သူတယောက်တက်တာထဲမှာရှုံစမ်းနောက်ဆက်ချင်းထဲမှာကိုယ့်ရဲ့တက်တာရင်းမြုပ်ပြီးတော့ဘယ်လောက်ထိတော့ခက်ခဲနေပါစီအဲ့ဒါတွေထားခဲ့ပြီးသူကိုကစ
စစ်လိုက်ပြီဆိုရင်ဖျားတခင်ကအကောင်းဆုံးမှာအစပေါင်းများစွာကောင်းချီးပေးခြင်းတဲ့ဖျားဖြစ်တယ်နောက်ဆုံးအနေနဲ့ကျမ်းပိုက်တပိုက်ဖတ်ချင်ပါတယ်တိပ္ပယခန်းကြီးငါအငယ်ခုနှစ်ကနေကိုအားလုံးအတူတကွဖတ်စီချင်ပါတယ်တိပ္ပယခန်းကြီးငါအငယ်sorry တိပ္ပိမရှိဘူးရှင်ဟေပြအရင်ဖယားဟေပြခန်းကြီးစနေအငယ်နေငါတို့ဒီခတ်တင်တော်ဝန်တို့ကိုလကောင်နောက်ရှက်တတော်ဒုစေရကိုလကောင်ဖဲဆဲ၍ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်တို့ရောက်ချင်းငါအာမချော့ပဲပြီးချကုန်ငန်းချံပယာပင်ရောက်စီတဲ့ပုံမှာဖျားရှင်ကောင်းချေပေးပါစေအားလုံးကိုချေးစွတင်ပါတယ်